Hello guys, hello mình. Sorry video game em có đôi khi cho chính video á chỉ bị cho chính video mà thôi. Cho Minecraft để mà cho nó hú. Xin này rồi nó let clear mấy tên lê về. Mình là việc gì mà anh em thấy nhở. Cho nó add on luôn mà chơi đâu. Okay, add on là luôn mà chơi đâu. Cho bảo mà mình chơi đâu này tại lâu rồi phải phải. Okay. Cho nó blue pizza rồi alo share về cho mày đã nó khu lâu rồi bọn nó rồi club ya okay bọn nó cho nó biết được bọn nó có rồi giờ nó sau rồi 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 trên đi miền này à đây đâu mà thêm nó tao mày yeah trên này được bao nhiêu vậy bây giờ cho nó copy mày đi okay sao cho anhဒါကတော့ကျွန်တော်စတင်လုံနေပြီးတော့ကျွန်တော်ပြောဖို့မေးနေတာပေါ့နော်အားလုံးကိုကျွန်တော်အနုညွတ်တောင်းပါပါတယ်အနုညွတ်တောင်းပါပါတယ်โอเคပေါ့နော်ကျွန်တော်အခုဘာလုပ်ပြမလဲဆိုတော့ကျွန်တော်ခုနကလိုမျိုးကျွန်တော် controller တွေကိုကျွန်တော်ဘယ်လိုဖြောင်းမလဲဆိုတော့ကျွန်တော်ပြပါမှာပဲဖြစ်ပါတယ်โอเคဆိုစားလိုက်ရအခုကကျွန်တော်ဒီလိုမျိုးဖြစ်နေတော့ဒါပြောပွဲဒီလိုဖြစ်နေရဲ့အဲ့ကျွန်တော်တို့က setting နဲ့ဝင်မှာကိုလိုနဲ့ကျွန်တော်နဲ့ setting နေရမှာတူလည်းရှိရပါတော့အချို့ကကျတော့ setting ကversion က 1.21.130.28 ဖြစ်နိုင်တယ်ကျွန်တော်ကျတော့ခုအသစ်ကိုကျွန်တော်တောင်းထားမလို့ကျွန်တော်ဟိုဗီဒီယိုမှာလည်းပြထားပါတယ် 1.25.0.26 25ပေါ့နော်အဲ့ဒါကိုကျွန်တော်တောင်းထားရပြပါတယ်အခုတော့ကျွန်တော်ကိုလူကိုပြမယ်ပေါ့နော် sorry မောင်းလာOkay ကျွန်တော်ကိုလူကိုပြမယ်ပြမယ်ဆိုတော့ကျွန်တော်ဘယ်လဲဝင်ရမလဲဆိုတော့ဒီအဲ့ဝေးကျွန်တော်ပြောမိနော်ဒီ touch about ဒီကျွန်တော်လက်ကနေပါရကျွန်တော်တို့အဲ့ setting နဲ့မှတော့ချိန်လို့မရအောင်နော်ဒီ wall စထောင်မှတော့ wall နဲ့အတူတူချိန်ရတာဆိုတော့ကျွန်တော်တို့ setting နဲ့ဝင်လိုက်ပဲဝင်ပေါ်လို့ရှိရင်ကျွန်တော်ဒီဘက်ချက်မှာရှိတဲ့touch ဆိုလေးရှိရပါတော့အဲ့လေးနဲ့လေဒီမှာကျဒီလိုဖြစ်နေတယ်အဲ့တော့ကျွန်တော် change about customize control ကိုနေလိုက်ပါပေါ်လို့ရှိရင်ကျွန်တော်တို့ဒီကိုလုံးမဟာဘောနော်ကျွန်တော်ဒီဘက်ချက်ဟာလေးလုပ်လိုက်မယ်အဲ့လေးကိုနေပေါ်လို့ရှိရင် size ကတော့အကြီးသေးကိုလူဘက်တော့ကိုလူရွှေ့ပါနော်ကျွန်တော်ဒီ size ကြိုက်တယ်အဲ့တော့result မလုပ်လိုက်နဲ့ result လိုက်လို့ရှိရင်ကိုလိုဟိုပါကုန်ပါတော့ကျွန်တော်ကျတော့ဖြတ်မယ်ဆို oh what the hell ကျွန်တော်ဒီအဲ့ size ကပေးနာဟာဒီအဲ့ဒါလေးနဲ့လည်းပဲကျွန်တော်အတမ်းထွက်လိုက်လို့ပါနေလိုက်ပေါ်လို့ရှိရင်ကျွန်တော်ဒီလိုမျိုးလုံးဝထင်းနေရင်လားဒါမှမဟုတ်ဒီလိုမြင်သွားချင်တာပေါ့ဒါဆိုမြင်သွားပြီရောက်ပြီဗောနော်ကျွန်တော်ဒီဘက်ချက်လည်းအဲ့လိုတစ်ချက်နေလိုက်နှိပ်ပေါ်လို့ရှိရင်အဲ့ကွန်းကဒါလေးပဲတစ်ထက်နေလိုက်ပွင့်ကျွန်တော်ဒီလိုလုပ်လိုက် okay နေရာလေးရွှေ့လို့ရပါတော့ဒါပေမဲ့ကျွန်တော်မရွှေ့ပါဘူးဒီလိုဆိုရင်ကဲရသွားပြီပေါ့နော်ဒါတော့ကို version နဲ့ကိုကွာပါတယ်ကျွန်တော်ကဒီဟာလေးအလို့ရနေအောင်နော်အလို့ရနေကျွန်တော်တော့ကတော့ဒါလေးကလောကမန်နာမိုင်နာလေးပေါ့နော်ဆိုဒီနေ့ဗီဒီယိုလေးကကျွန်တော်ဒီလောက်မှပဲကျွန်တော်ရင်လာရှင်တယ်ကျွန်တော်အဓိကကတော့ဘာမှမဟုတ်ဘူးနော်ဒီဟာလေးကိုကျွန်တော်လာပြောတာကျွန်တော်ဒီနေ့ဗီဒီယိုကနှစ်ပုတ်ဖြစ်တင်နိုင်တယ်ပေါ့နော်နှစ်ပုတ်တင်မှာဆိုတော့ yeah I don't know တင်ပြလိုက်ရှင်တင်ပြမှာပေါ့နော်ကျွန်တော်တိတ်မအားရလည်းမအားနိုင်ဘူးကျွန်တော်လည်းမသိဘူးနော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးလောက်ပါပဲအားလုံးပဲရှုပေးကြတော့ကျေးဇူးများတင်ပါတယ် bye bye